လာပါဒါဒီနေ့သူ့ရဲ့နာမည်ကတော့ Spider-Man သူ့ရဲ့နာမည်ကတော့ Spider-Man မပိုင်ဒါမန်နဲ့ Spider-Man နဲ့ချကြမှာဖြစ်ပါတယ်အဲ့ချိန်မှာပဲနှုတ်ဆက်တဲ့ချိန်မှာပဲ Spider-Man လေးကသူ့မိတ်ဆက်တဲ့ချိန်မှာသူ့ချရထင်းပြီးတော့မပိုင်ဒါမန်ကသူ့လက်သီးနဲ့ရွယ်ပါတယ်ပြောင်းမင်းကစောပြောင်းတာလို့ပြောမိတ်ဆက်မယ်ဟာမဝါလေးကျွန်တော်တောင်းပါလို့ပြောလိုက်ရမင်္ဂလာပါတွေ့ရတာမဝမ်းတာပါလေလို့မပိုင်ဒါမန်လေးပြန်ပြောလိုက်ချင်ပါတယ် Spider-Man လေးကစိတ်တူပါအဲ့ဘာကောင်လဲဆိုပြီးပြောပါတယ်ပြောတဲ့ချိန်မှာပဲဒီကောင်လေးပြောအရှင်တဲ့ချိန်မှာပဲသူ့စောက်ကြီးပေးရတဲ့ချိန်မှာပဲအောက်ကြီးကိုလစ်တော့ပါဇွာဟောလဲဒီဘုံကလွင့်နေတယ်ဆိုရင်ထင်သေးပြီးတော့အောက်မှာစူးရီတွေ့ပြီးဘုံနဲ့ပြကြဟမလေးတေးပါနောက်တစ်ယောက်မဟီတာတုန်တဲ့နီနာတူပါဟာနီနာတူမဟီနာတူနဲ့နီနာတူနဲ့ချတဲ့ချိန်မှာပဲဒီကောင်ကတော့ရုပ်လေးကတော့မကောင်းပါဒီချက်ကြည့်ကောင်ကတော့ရုပ်လေးရတယ်တိတ်မကောင်းပါစိတ်တူနေတဲ့ရုပ်လေးနဲ့ပွဲစီမတော်လို့စိတ်ညစ်နေတဲ့ရုပ်လေးချူလေးပါကောင်ကျတော့ထောင်သားထွက်လာမနေ့ကမှထောင်ထွက်လာဒီနေ့ပြန်ချကောင်ဘာသာကောင်အင်ဂျင်နီယာလားဖိုင်းလို့လာတော့မသိโอเค我来唱吧吧你那都那么一那都唱的吹吧呗唱哦路就出去就先不顾来我这的出热到啊我篱笆嘛乱你的吹嘛呗အော်ကနေပြီးထောင်းသားလေးရတော့အပေါ်နဲ့တော့ခုံလာတဲ့ချိန်မှာသူ့ဖင်နဲ့သူ့ခေါင်းကိုတိုက်လိုက်မှာပါဆိုတိုက်လိုက်ပြီးတော့ဆိုအေးပေါက်လိုက်ပါမနေ့ပွေလေးပြီးပါပါတယ်နောက်တစ်ယောက်ကတော့စူပါဟီနိုနဲ့မစူပါဟီရိုဒီဘက်လက်ချောကလေးလာကျိုးချောကလေးလာနော်โอเคဒီထဲကတော့ Spider-Man ပေါ့ထဲတော့ရုပ်လေးကကြောက်နေတဲ့ရုပ်လေးနဲ့โอเคလက်နဲ့တွေတော့မပါသေးဘူးလက်နဲ့တွေပါပွက်ကျန်းသွားလိမ့်ချော်ချေပါပဲဒီကောင်ကအုတ်ထုတ်လေးချီပ်ပြီးတော့အုတ်ထုတ်လေးထုတ်ပြီးတော့အုတ်ထုတ်နဲ့ပြစ်ပေါက်လိုက်အမှတခါလဲလဲပါလဲသူကလည်းအုတ်ထုံးနဲ့ပြစ်ပေါက်တဲ့ချိန်မှာပဲသူ့ပြစ်ပေါက်လိုက်တော့သူကမလဲပါဘူးသူပဲပြန်လဲပါပါတယ်ဗမာလူကြီးဟုတ်ကဲ့ပါမနေ့ပွဲလေးကထပ်ပြီးသွားပါလေနောက်ခါဘယ်တော့ညနေစိတ်ရုပ်လူသားနဲ့လူဘွားရောက်လာတဲ့ကောင်မို့ရဲပေါ့ရဲကနေထွက်လာဝိဆုံတော့မလဲနိုင်ဘူးလားချတယ်သူစပယ်တူကြီးဝလာတဲ့ချိန်မှာပဲစပယ်ကကြွပါဟာမရိုင်းနာဆိုပြီးတော့ तू ကချွတ်လိုက်တော့ကြော့မကြော့စပယ်လေးဟာချတယ်အိုးချတယ်အိုးမချတယ်အိုးကိုလေးတိုက်ချေပါပဲဒီကိုကစိတ်ရလူသားလေလူဘွားဖြစ်လာတဲ့ကောကသူ့ခြေောက်လေးတဲ့မတက်ရရရှိတာဒူလေးလောက်တာဒူလေးခလုတ်တိုက်ပြီးရှက်တိုက်တဲ့ကောကစားတင်းအော်ပြီးပါSpider-Manဆောက်ခမပါဘူးညနာမပါဘူးဒါတော့ဒိုင်လူကြီးပေါ့မြန်မာနိုင်ငံမှာအကြီးဆုံးဒိုင်လူကြီးမကြခင်တည်တော့မှာအဲ့တော့လာချပါပဲမျက်မှန်ကျူးတော့ငါတို့ကပြန်ရုပ်ပေးနေအောင်ချတယ်အိုးခေါင်းဘက်လဲသွားပါလေဗျာ